အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးမှာကတော့ကျွန်တော်ဒီတင်မောပေါ်ကဒီ main engine တို့ဘယ်လိုအေးခံလဲပေါ့နော်ဒီ main engine ရဲ့ cooling system ပေါ့ဒီ main engine ရဲ့ cooling system ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါစာရဆိုလို့ရှိရင်တော့ AT နဲ့ 80ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့ဗျာအဲ့ဒါကတော့ကျွန်တော်ဒါမပြောတော့ဘူးပေါ့အဲ့တော့ဒီ main engine ရဲ့ဒါဒီလိုအပ်တဲ့ဒါလေပေါ့နော်ဒီ engine တစ်လုံးဒါလေပတ်ဖို့အတွက်အရေးကြီးဆုံးကကျွန်တော်ဒါလေကတော့လိုတယ်ပေါ့နော်ဒီလေကိုအေးခံတဲ့စနစ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒါ main engine ရဲ့လူဝိုင်ကိုအေးခံတဲ့စနစ်ပေါ့နောက်ပြီးတော့ဒီ main engine ထဲမှာသုံးတဲ့တော့ prep water ကိုပြန်ပြီးအေးခံတဲ့စနစ်ဆိုပြီးတော့ကျွန်တော်သင်္ဘောမှာရှိတယ်ပေါ့နော်အဲ့တော့ဒီကောင်ကြီးကတော့ main engine ရဲ့ဒါလူဝိုင်ကူလာကြီးပေါ့ဒီကောင်ကြီးကကျွန်တော် main ကျွန်တော်သင်္ဘောမှာတော့ဒါ plate တိုက်ပေါ့နော်ခြားသင်္ဘောတွေမှာဆိုလို့ရှိရင်တော့ကျူတိုက်တွေကျွန်တော်ရှိတယ်ပေါ့အဲ့တော့ဒီ plate တွေကိုကျွန်တော်တို့ကဘာနဲ့လှုပ်ထားလဲပေါ့နော်ဒီ plate တွေကိုကျွန်တော်တို့ကဒါ titanium ပြားတွေပေါ့နော်ဒီ titanium ဆိုတာကကျွန်တော်ဒါလေရင်ဆောက်တဲ့သတ္တုပေါ့အခုဆိုလို့ရှိရင်ဒါ iPhone 15 Pro Max တို့ဘာတို့မှာ titanium နဲ့လှုပ်ထားတဲ့ဘာညာတာရကာပေါ့ဗျာအဲ့တော့ဒီ titanium ပြားတွေကိုကျွန်တော်တို့အထက်တွေကျွန်တော်ထပ်ထားတယ်ပေါ့နော်ဒီအထက်တွေမှာကျွန်တော်တို့ဒီ plate ပြားရဲ့တစ်ဖက်မှာကျွန်တော်တို့ကလူဝိုင်ကိုကျွန်တော်စီးစင်းစေတယ်ပေါ့နော်တခြားတစ်ဖက်မှာကျွန်တော်တို့ကပင်လယ်ရေကိုစီးစင်းစေကျွန်တော်တို့ကလူဝိုင်ကိုကျွန်တော်အေးခံတဲ့စနစ်ကိုကျွန်တော်ကျင့်သုံးတယ်ပေါ့နော်ကျွန်တော်ဒီ titanium ကိုသုံးရလဲအကြောင်းရင်းတစ်ခုရှိတယ်ပေါ့နော်ဘာကျွန်တော်ဒီကူလာကြီးတွေကျွန်တော်ဖြုတ်ဆေးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့က net တွေကိုဖြုတ်လိုက်ပြီးတော့ကျွန်တော်ဒါကူလာကြီးတွေဒါ plate ပြားတွေတစ်ချက်ချင်းကျွန်တော်ဆွဲထုတ်လိုက်တယ်ပေါ့နော်ဆွဲထုတ်လိုက်လို့ရှိရင်ဒီ plate ပြားတွေကဒါပုံပြတ်သွားလို့မရဘူးပေါ့အဲ့တော့ကျွန်တော် titanium ကဒါအကောင်းဆုံးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ titanium ကဒါပင်လယ်ရေရဲ့တိုက်စားခြင်းကိုခံနိုင်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒါတန်ကြီးတက်ခြင်းကိုလည်းကျွန်တော်ခံနိုင်တယ်ပေါ့အဲ့တော့ titanium ကိုသုံးတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီစာထဲမှာဖတ်ကြတာတော့ဒီ stainless steel ကိုလည်းသုံးတယ်လို့တော့ဒါကျွန်တော်ဖတ်ဘူးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်သင်္ဘောပေါ်မှာတော့ဒါ titanium ပြားတွေပဲဒါရှိတယ်ပေါ့နော်ဒီကောင်ကတော့ဒါ main engine ရဲ့ jacket cooler ပေါ့ဒီ jacket cooler ကလည်းကျွန်တော် main engine ကြီးကိုဒါပင်လယ်ရေတိုက်ရိုက်အေးခံမယ်ဆိုလို့ရှိရင် main engine ရဲ့တက်တန်းကအရန်တိုးသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီ main engine ထဲမှာကျွန်တော်တို့ကဒါဒီရေချိုတွေကိုကျွန်တော်တို့ဖြတ်တန်းပြီးတော့ဖြတ်တန်းစေတယ်ပေါ့နော်ဖြတ်တန်းစေပြီးတော့မှဒီရေချိုတွေကိုမှကျွန်တော်တို့ဒီပင်လယ်ရေနဲ့ကျွန်တော်တို့ဒါပြန်အေးခံတယ်ပေါ့နော်ဒီကောင်လဲကြာကျွန်တော်တို့ဒါ titanium ပြားတွေနဲ့ပဲလှုပ်ထားတဲ့ဒါ cooler ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီ main engine မောင်းတဲ့အခါမှာလိုတဲ့တော့လေပေါ့နော် engine တစ်လုံးအတွက်အရေးကြီးဆုံးကကျွန်တော်လေပေါ့ဒီလေကိုကျွန်တော်တို့ကဒီ main engine တွေမှာဆိုလို့ရှိရင်ဒါ turbo charger ဆိုပြီးကျွန်တော်တို့ပါတယ်ပေါ့နော်ဒီ turbo charger ကကျွန်တော်တို့ဒါတွန်းထည့်လိုက်တဲ့ကျွန်တော်လေတွေကဒါအပူချိန်100ကျော်လောက်ရှိတယ်ပေါ့ဒီအပူချိန်100ကျော်လေတွေကိုကျွန်တော်တို့ကဒီ main engine တွေကိုကျွန်တော်ဓာတ်ရိုက်သွားသုံးလို့မရဘူးပေါ့နော်အဲ့တော့ဒီ turbo charger ကတွန်းထည့်လိုက်တဲ့လေတွေကိုကျွန်တော်တို့အေးခံဖို့အတွက်ကျွန်တော်တို့ဒီ Starvation air cooler ဆိုပြီးဒီ main engine ဒီမှာပါတယ်ပေါ့နော်ဒီအောက်မှာမြင်နေရတာတော့ဒီကျွန်တော်တင်မောပေါ်ကဒါ main engine ရဲ့ဒါ Starvation air cooler ပေါ့နော်ဒီ main engine အသုံးပြုမဲ့လေတွေကိုဒါပြန်အေးခံနေတာ Starvation air cooler ကြီးပေါ့နော်ဒါကတော့ကျွန်တော်တင်မောပေါ်ကဒါ main engine ရဲ့ဒါ cooling system အကြောင်းပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးကြအောင်ပါနော်